皆さんこんにちはショーンです。はい。အခုကကြတော့ရရှိကဒီတစ်ခါအခန်းနှစ်เนาะအခန်းနှစ်ရဲ့ grammar pattern လေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ကြည့်ရအောင်เนาะအဲ့တော့အခန်းနှစ်မှာကကြောက်ရရှိတို့တွေခိုတိုးပါတင်နေကတင်ခဲ့ပြီးသားပါเนาะအဲ့တော့ခိုရဲဆိုရဲအရဲဆိုတဲ့ဟာလေးเนาะဘာလေးလဲခိုရဲဆိုရဲအရဲအဲ့တော့ခိုရဲဆိုတာကကြတော့ဒီဟာဆိုရဲဆိုတာကအဲ့ဒီဟာအရဲဆိုတာကဟိုးဟာအဲ့တော့ခိုရဲဆိုတာကပြောတဲ့သူနဲ့အနီးမှာရှိရင်ခိုရဲဒီဟာပေါ့နားထောင်တဲ့သူနဲ့အနီးမှာရှိရင်ဆိုရဲအဲ့ဒီဟာနှစ်ဦးစလုံးနဲ့အဝေးမှာရှိနေတယ်ဆိုရင်အရဲဟိုးဟာဆိုပြီးပြောတယ်အဲ့တော့အဲ့ဒီခိုရဲဆိုရဲအရဲသုံးခုစလုံးကပစ္စည်းတွေကိုညွှန်းလို့ရှိရင်အသုံးပြုပါတယ်เนาะမေးခွန်းမေးလို့ရှိရင်ဒိုရဲဘယ်ဟာနဲ့နမ်းဘာဘယ်ဟာဆိုတာလေးနဲ့မေးပါမယ်เนาะအဲ့တော့စပြီးတော့ structure လေးတွေကြည့်ရအောင်ဒါလေးကလေခိုရဲဆိုရဲအရဲเนาะဒါရှိဟို correction man နဲ့ဖြတ်ထားတာလေးကလေနည်းနည်းမပြီးသားနေလို့เนาะခိုရဲဆိုရဲအရဲเนาะတစ်ခုခုသုံးလို့ရတယ်ခိုရဲဝ noun dash ဒါမှမဟုတ်ဆိုရဲဝ noun dash ဒါမှမဟုတ်အရဲဝ noun dash noun ကိုဂျပန်လိုပြောလဲမေးရှိเนาะမေးရှိလို့ဒါရှိအစားထိုးပြီးဆိုရင်လည်းသိနေရမယ်เนาะအဲ့တော့ခိုရဲဝဆိုတော့ဒီဟာဒီမေးရှိတဲ့ဆိုတော့မေးရှိ noun ဖြစ်ပါသည်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဥမာဆိုလို့ရှိရင်ကြည့်ရအောင်ရဲကခိုရဲဝ本ですတဲ့ခိုရဲဝဆိုတော့ဒီဟာဒီ本ですဆိုတော့စာအုပ်ဖြစ်ပါသည်ဆိုတဲ့အဓိပ္ပာယ်နောက်တစ်ခုဆိုရဲဝကြီးလျှော့ですတဲ့ဆိုရဲဝလို့ပြောတဲ့အဲ့ဒီဟာဝဆိုတော့ဒီကြီးလျှော့ဆိုတော့အပိဓာန်ဓာတ်ဆိုတော့ဖြစ်ပါသည်ဆိုရဲဝကြီးလျှော့dasအဲ့ဒီဟာဒီအပိဓာန်ဖြစ်ပါသည်တကယ်လို့ခိုရဲဆိုရဲမသုံးချင်ဘာသုံးလို့ရသေးလဲအရဲနှစ်ယောက်စလုံးနဲ့အဝေးမှာရှိနေဘာသုံးလို့ရလဲအရဲကိုသုံးလို့ရအဲ့တော့အဲ့ဒီဟာမှာမေးခွန်းမေးမယ်ဆိုတာရှိလို့ကခိုရဲဝနန်ဒက်စကာဆိုပြီးမြင်မယ်ဘယ်လိုမင်းမလဲခိုရဲဝဒီဟာဒီနန်ဒက်စကာဘာလဲပေါ့နော်အဲ့တော့မေကုံးမင်းနန်နဲ့ခိုရဲဝနန်ဒက်စကာဒီဟာကဘာပါလဲနော်ဟုတ်ပြီဒါဆိုလို့ရှိရင်နောက်တစ်ခုဆက်ပြီးသွားရအောင်အဲ့တော့နောက်ထပ်နံပါတ်2ကကြတော့ structure ပုံစံလေးကကြကြည့်အောင်ဒီတစ်ခါလေးကကြတော့ तू ကခိုရဲဆိုရဲအရဲဝခိုရဲသုံးရင်သုံးမသုံးရင်ဆိုရဲဒါမှမဟုတ်အရဲကိုသုံးပြီးဝဆိုတော့ဒီတဲ့noun one ですか noun one ဖြစ်ပါသလား noun two ですか noun two ဖြစ်ပါသလားဆိုတော့ဥမာခိုရဲဝ noun one ですか noun two ですかဆိုလို့ရှိရင်ဒီဟာဒီ noun one လား noun two လားလို့မေးတာဆိုရဲဝ noun one ですか noun two ですかဆိုရင်အဲ့ဒီဟာဒီ noun one လား noun two လားလို့မေးတာအရဲဝ noun one ですか noun two ですかဆိုရင်ဟိုဟာဒီ noun one လား noun two လားလို့မေးတာအဲ့တော့ re ကြည့်ရအောင်ဒီမှာဆိုရင်ခိုရဲဝဒီဟာဒီနော်အဒက်စကာအလာအိုဒက်စကာအိုလာတဲ့ဟုတ်လားအဲ့တော့ခိုရဲဝအဒက်စကာအိုဒက်စကာဒီဟာဒီအလာအိုလာလို့မေးတာnoun နှစ်ခုကိုမှဒါလားဒါဖြစ်လားဆိုပြီးတော့မေးတဲ့ပုံစံလေးရမယ်နော်နောက်ဒါဆိုလို့ရှိရင်နောက်တစ်ခုကြည့်ရအောင်ပါစမ်းပန်ကခိုရဲဆိုရဲအရဲဝ noun one အဲ့ဒီ noun one က thin ဆိုတဲ့အရာဝတ္ထုလည်းဖြစ်နိုင်တယ် person ဆိုတဲ့လူပုဂ္ဂိုလ်လည်းဖြစ်နိုင်တယ်နော်တခုခုအဲ့နှစ်ခုတွေကတခုခုဝင်မယ်အဲ့ဒီ noun one နေရာမှာပြီးရင် not noun two that's တဲ့ဒီ noun one ရဲ့ noun two ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်နော်ခိုရဲဝ noun one တော့ noun two တက်ဆိုရင်ဒီဟာဒီ noun one ရဲ့ noun two ဖြစ်တယ်ဆိုတဲ့ပုံစံအဲ့တော့ဥမာလေးကြည့်ရအောင်ရဲလေးကြည့်အောင်နော်ရဲကခိုရဲဝါတဲ့ဒီဟာဒီတဲ့ခူရူမနော်ဇက်ရှိတဲ့ကားရဲ့မဂဇင်းဖြစ်ပါတယ်ဆိုတော့ဒီဟာဒီကားမဂဇင်းပေါ့အဲ့တော့ဒီမှာဆိုလို့ရှိရင် noun one ကဘာကြီးလဲthen နော်အရာဝတ္ထုပစ္စည်းကြီးအဲ့တော့ခရုမနော်ဇက်ရှိတဲ့နောက်တစ်ခုအရဲဝဟိုးဟာဒီတဲ့စန်းစိန်နော်ဟွန်တဲ့ဆရာမရဲ့စာအုပ်ဖြစ်ပါတယ်ဆိုတော့စန်းစိဆိုတာဒီ noun one ကဘာဖြစ်သွားလဲပါဆန်ဆိုတဲ့လူပုဂ္ဂိုလ်ဖြစ်သွားတယ်ရမယ်နော်ဟိုင်အဲ့ဒါဆိုလို့ရှိရင်သူတို့နှစ်ခုကိုမေးခွန်းမေးမယ်ဆိုလို့ရှိရင်တကယ်လို့အပေါ်ကခရုမနော်ဇက်ရှိတဲ့ဆိုတဲ့ပုံစံဘာရဲ့မဂဇင်းလဲလို့မေးချင်ရင်ကြတော့ဒါရှိတော့နန်းနောဇက်ရှိတဲ့စကားလို့မေးမယ်ခိုရဲဝနန်းနောဇက်ရှိတဲ့စကားဒါကဘာရဲ့မဂဇင်းလဲတကယ်လို့အဲ့လိုမဟုတ်ဘူးဒီဟာကဘသူရဲ့မဂဇင်းလဲလို့မေးချင်ကြဘယ်လိုဖြစ်မလဲခိုရဲဝဒါတယ်နောဇက်ရှိတဲ့စကားပေါ့ဒီမှာဆိုလို့ရှိရင်ဟွန်းဆိုတော့ခိုရဲအရဲဝဒါတယ်နောဇက်ရှိတဲ့စကားပေါ့အဲ့ဒါမသုံးရင်ဘာသုံးလို့ရလဲခိုရဲဆိုရဲသုံးလို့ရတယ်နော်ခိုရဲဆိုရဲနဲ့မေးထားရင်ဘာနဲ့ပဲပြန်ဖြေရမှာလဲခိုရဲဆိုရဲနဲ့ပဲပြန်ဖြေမယ်အဲ့ဒါမေးထားတယ်ဆိုလို့ရှိရင်အဲ့ဒါနဲ့ပြန်ဖြေမယ်ဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုကြည့်ရအောင်ပါ
နောက်ထပ်တစ်ခုကကြတော့ဒါရှိလို့လေခိုရဲဆိုရဲအားတယ်ဝါတဲ့ noun 1 not dash တဲ့ဒီမှာကကြတော့ noun 1 not noun 2ပါတယ်ဒီမှာကတော့ noun 2မပါတော့ဘူးဒီလိုပဲဟောဒီ noun 1နေရာမှာအရာဝတ္ထုလည်းဖြစ်နိုင်တယ်လူပုဂ္ဂိုလ်လည်းဖြစ်နိုင်တယ်ဆိုတာကိုမင်းသားစံတို့သိထားရမယ်နော်အဲ့တော့ဥမာဆိုလို့ရှိရင် red ကြည့်အောင်ဒီတခါတော့ဒါရှိရအားရလေးနဲ့တွားပေးထားတယ်အားရဝါဝါတာရှိနောဒတ်တဲ့အားရဝါဟိုးဟာဒီဝါတာရှိနောဒတ်စနောရဲ့ဟာပါအဲ့ဒီမှာလေဒါရှိရှေ့မှာပြောခဲ့တဲ့ဒိုးတယ်ကိုဒီမှာမေကုန်းတောက်လျှောက်မတွေ့သေးဘူးအဲ့တော့ဘလို့ပုံစံမျိုးနဲ့လာတတ်လဲဆိုရင်ဒိုးတယ်ကဥမာအာနာတာနောခဘန်ဝါဒိုးတဲ့ဒတ်စကားဆိုလို့ရှိရင်မင်းရဲ့အိတ်ကဘဲဟာလဲအဲ့လိုမျိုးမေးတဲ့အခါမျိုးမှာဒိုးတယ်ဝင်တတ်တယ်ဒါပေမဲ့ဒီမှာတော့မပါထားဘူးเนาะဒါပေမဲ့နောက်အခန်းနေမှာလည်းတွေ့ရပါလိမ့်မယ်เนาะအဲ့တော့ကြိုပြီးတော့သိထားကောင်းတာပေါ့နော်အဲ့တော့အားတယ်ဝါတာရှိနောဒတ်တဲ့ဟိုဟာကကျွန်တော်ရဲ့ဟာဖြစ်ပါတယ်တဲ့အဲ့တော့ခိုရဲဆိုတဲ့အားတယ်ဝါ noun 1 not that ဆိုတဲ့ပုံစံ noun 2မထည့်ထားတာဒီအပေါ်မှာတော့ဘာပါလဲ noun 2လေးထည့်ထားတယ်ဟုတ်ပြီနော်အဲ့တော့နောက်ထပ်ကြည့်ရအောင်ပါနောက်ထပ်တစ်ခုကကြတော့ခိုနိုးဆိုနိုးအာနိုတိထားရမှာကခိုနိုးဆိုနိုးအာနိုးရဲ့နောက်မှာဘာပါကိုပါရမလဲနောင်ပါကိုပါရမယ်နောင်ကတ်ကိုကတ်ရမယ်เนาะအဲ့တော့ခိုနိုးဆိုတာဒီဆိုနိုးဆိုတာအဲ့ဒီအာနိုးကဟိုအဲ့ဒီရဲ့နောက်မှာနောင်မဲရှိတယ်ပါလိုက်မယ်အဲ့တော့သူလဲဒီလိုပဲခိုနိုးဆိုတာကပြောတဲ့သူနဲ့နီးရင်သုံးမယ်ဆိုနိုးကနားထောင်တဲ့သူနဲ့နီးရင်သုံးပြီးအာနိုးကကြတော့နှစ်ဦးစလုံးနဲ့ဝင်းရင်သုံးမယ်ပစ္စည်းတွေကိုညှို့တဲ့အခါမှာဘာဖြစ်လဲအသုံးပြုတယ်သူ့ကိုလဲเนาะဟုတ်ပြီအဲ့တော့ကြည့်ရအောင်နောက်ထပ်တစ်ခုဟုတ်ပြီဒီတခါကြတော့သူကဘာလဲဆိုလို့ရှိရင်ခိုနိုးဆိုနိုးအာနိုး noun 1 ဝါ noun 2 not dash တဲ့ခိုနိုး noun 1 ဝါဆိုရင်ဒီ noun 1ဒီ noun 2 not dash ဆိုရင် noun 2ရဲ့ဟာဖြစ်သည်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဥမာဆိုလို့ရှိရင်သူကခိုနိုးခပန်းဝါတဲ့ဒီ8ဒီဝါတာရှိနောဒတ်ကျွန်တော်ရဲ့ဟာဖြစ်ပါသည်တဲ့ဥမာဆိုနိုးခပန်းဝါဆိုအဲ့ဒီ8ဒီဝါတာရှိနောဒတ်ကျွန်တော်ရဲ့ဟာဖြစ်ပါသည်တကယ်လို့မေးကုန်းမေးမယ်ဆိုလို့ရှိရင်ခိုနိုးခပန်းဝါဒါတယ်နော်ဒတ်စကာပေါ့နော်ဒီ8ကဘသူရဲ့ဟာလဲပေါ့ရမလားအဲ့တော့ဒီခန်းမှာကကြတော့ဒီခိုရဲဆိုတဲ့အားရနဲ့ခိုနိုးဆိုနိုးအာနိုးကိုပဲအသုံးပြုပြီးတော့မေကုန်းလေးတွေလုပ်တယ်ပြီးရင်မလုပ်လဲအဖြေလေးတွေပြန်ဖြေထားတဲ့ structure ပုံစံလေးတွေခဏပြန်ဖတ်ခဏပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင်မှတ်မိသွားပါလိမ့်မယ်နော်ဟာနားမလဲတာရှိလို့ရှိရင်ပြန်မေးလို့ရပါတယ်ကြမာတာနဲ့ဘိုင်